ဆရာတဲ့ကျွန်တော်ဒီကွင်းစင်းတာတဲ့ကျွန်တော်ရက်ွက်စစ်เนาะဒီရက်ွက်ရဲ့ရက်ွက်စစ်လူလားဆိုပြီးလာမေးတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်မြေတွေကွင်းစင်းတဲ့အချိန်မှာတို့เนาะဟိုကထားပေါ်တော့အိမ်ဆောင်မင်းရဲ့အတွက်ပေါ့เนาะတရားဝင်စာတင်ပြီးကွင်းစင်းတာတို့ပြီးလို့ရှိရင်ဒီကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေလျှောက်တဲ့အချိန်မှာပေါ့ဗျာဥမာတတန်းတို့လျှောက်လို့တို့အမွေစက္ကန့်လျှောက်လို့တို့အမွေသက်ဆွန်းလို့တွေလျှောက်လို့တို့စသဖြင့်ပေါ့เนาะဒီလိုမျိုးလျှောက်လိုက်လို့ရှိရင်ကျွန်တော်သက်ဆိုင်ရာမြေတိုင်းတွေပေါ့เนาะတရားဝင်စာတင်ပြီးလျှောက်လိုက်တော့မြေတိုင်းတွေကကွင်းစင်းလာတယ်ပေါ့ဗျာအဲ့လိုမျိုးကွင်းစင်းလာလို့ရှိရင်ပေါ့နော်တကယ်တမ်းကကျွန်တော်တို့ဒီမြေတိုင်းနေနဲ့ပဲသက်ဆိုင်တဲ့လုပ်ငန်းဖြစ်တယ်ပေါ့နော်ဒါကိုတချို့တွေကနားမလဲပဲနဲ့ဒီဘေးတာမဲလူတွေပေါ့နော်တာမဲလူတွေဆိုတာဒီကွင်းစင်းတဲ့မြေရဲ့ဘေးပတ်ဝန်းကျင်တွေပေါ့ဗျာသူတို့အနေနဲ့ကြတော့သူတို့ကဒီဟာတွေနားမလဲတော့သူကကျွန်တော်ကိုလာမေးတယ်ပေါ့နော်ဒီဆရာတဲ့ကျွန်တော်ဒီကွင်းစင်းတာတဲ့ကျွန်တော်ရက်ွက်စစ်เนาะဒီရက်ွက်ရဲ့ရက်ွက်စစ်လူလားဆိုပြီးလာမေးတယ်ကျွန်တော်ပြောချင်တာကဘာမှမဆိုင်ဘူးเนาะဒါကျွန်တော်ကတရားဝင်ပြေစာတင်ပြီးတော့ကွင်းစင်းတာဖြစ်တယ်အဲ့တော့လုံးပိုင်ဝင်ရှိတာမြေတိုင်းတွေရဲ့တာဝန်ပဲရှိရပေါ့နော်ဒီရက်ွက်စစ်တွေနဲ့မဆိုင်ဘူးပေါ့နော်ပြောချင်တာအဲ့တခုတော့ရှိတယ်ဒီကွင်းစင်းတာကိုကျွန်တော်ကစာမတင်ဘဲနဲ့ပေါ့နော်အလုပ်ခေါ်တယ်တို့နော်ပြီးလို့ရှိရင်အဲ့ဒီဒေးပဝင်းကျင်ကသူကဒီပြဿနာတွေတက်နေတယ်ပေါ့နော်ပြဿနာတက်နေတယ်ကွင်းစင်းတာကိုအလုပ်ခေါ်လိုက်လို့ပေါ့နော်ပြဿနာတက်နေတယ်ကွင်းစင်းမကန်တာတို့နော်အဲ့လိုမျိုးဖြစ်နေတယ်ဆိုမှဒါကျွန်တော်ကရက်ွက်စစ်တို့ရက်ွက်အုပ်ချုပ်ရေးမှုတို့လိုလာတာဖြစ်တယ်ပေါ့နော်ဒီအကြောင်းလေးကိုမိတ်ဆွေတွေအနေနဲ့သိဖို့လိုတယ်ပေါ့ဗျာအခုကဘာဖြစ်လဲဆိုတော့တော်တော်များများဒီကိုကနေကိုစာတင်ပြီးတော့ကိုယ့်ရဲ့မြေနေရာလေးကိုပိုင်ဆိုင်မှုလျှောက်တာတို့เนาะအိမ်ဆောင်မင်းတင်ဖို့အတွက်ကွင်းစင်းလာတာတို့စသဖြင့်ဒီလိုမျိုးလုပ်လိုက်လို့ရှိရင်ဒီတာမဲမသိတဲ့လူတွေကဟာဆရာရက်ွက်စစ်လိုသေးလားရက်ွက်စစ်ခေါ်ရမလားဘာညာပေါ့เนาะအဲ့လိုမျိုးတွေနဲ့မေးကြတာတွေရှိတယ်ပေါ့เนาะနောက်အဲ့လိုမျိုးမမေးရအောင်ကျွန်တော်ဒီဗီဒီယိုလေးနဲ့ပေါ့เนาะမိတ်ဆွေတို့အနေနဲ့အသိပညာဘဟုတုတ္တတွေလုပ်ပွားအောင်လို့ကျွန်တော် sharing လုပ်ပေးရခြင်းဖြစ်တယ်ပေါ့เนาะအားလုံးပဲနားလည်မယ်လို့ညွှန်လင်းပါတယ် see you next video bye bye